ဒီအမျိုးသမီးကြီးကနနက်သီးမှာထောင်နေတဲ့အရွက်ကိုဆွဲထုတ်လိုက်ပါတယ်အရွက်ကလွယ်လွယ်ကူကူပဲပါလာပါတယ်ဒုတိယနနက်သီးကလည်းအရွက်ကလည်းလွယ်လွယ်နဲ့ပါလာပါတယ်ဒါပေမဲ့တတိယနနက်သီးကအရွက်ကတော့လွယ်လွယ်နဲ့ပါမလာပါဘူးဆိုလိုတာကအဲ့ဒီနနက်သီးကမမဲ့သေးလို့ပါဒါကနနက်သီးရွေးတဲ့နီးလန်းပါပဲလေသမားတွေကဒီအသီးကိုတကယ်တော့စိုက်ချင်ကြတာမဟုတ်ပါဘူးဘာလို့လဲဆိုရင်တော့သူဟာရင်းမဲ့သွားတဲ့အချိန်မှာတော့အစိမ်းရောင်အတိုင်းပဲပေါ်နေသေးလို့ပါဒါပေမဲ့အတွင်းပိုင်းမှာတော့တကယ်ကိုရင်းမဲ့နေပါတယ်ပြီးတော့သူကလှိလိုက်တဲ့အခါမှာတော့နှစ်ပိုင်းရမယ်ဆိုတာကိုကြိုတင်မှန်းဆထားပြီးသားပါသူလှိလိုက်တဲ့အခါစက်ပြတုံးနဲ့တူပြီးသူမီးချမ်းကြီးတဲ့အခါမှာတော့အရန်ဆက်လုံးတာကြောင့်သူကထွေးထုတ်လိုက်ရပါတယ်ဒီစစ်တူရင်ကိုတော့တင်ပတော်မှဒီလိုမျိုးမြင်ရမှာမဟုတ်ပါဘူးဘာလို့လဲဆိုရင်တော့လျှို့ဝှက်ချက်တွေပါဝင်နေလို့ပါအကယ်၍ခမရတို့ကဘိုးအပြားရဲ့တစ်ဖက်ဆုံးကိုရောက်ရှိသွားရင်တင်ရွေးချယ်လိုက်တဲ့ရုပ်ထုကဘယ်ဟာဖြစ်ဖြစ်အသွင်ပြောင်းသွားပါတယ်ဒါပေမဲ့အထင်ရှားဆုံးကတော့ခန္ဓာရုပ်ထုပါပဲဘာလို့လဲဆိုတော့တကယ်တမ်းကသူကသူ့ရဲ့ရန်သူတွေကိုအစွမ်းကုန်စမ်းကြယ်ဆုံးနည်းနဲ့ဖမ်းဆီးနိုင်လို့ပါပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ